မင်္ဂလာပါ Vivo ကိုစနစ်တကျဘယ်လိုဖွင့်ရမလဲဆိုတာကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ Play Store မှာ Vivo ကိုမတောင်းခင်မှာ VPN တစ်ခုခုကို US location check ပြီးတော့ဖွင့်ရမှာပဲဖြစ်ပါတယ်အခုကျွန်တော်က Play Store မှာ Vivo software ကိုကျွန်တော်တောင်းနေတာပဲဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့တောင်းပြီးပြီအကောင့်ဖွင့်ရအောင်ဒီနေ့မှာ login ကိုနှိပ်ပါပြီးအလံကိုနှိပ်ပါအလံကကျွန်တော်တို့ US အလံကိုရွေးရပါမယ်နော်ကျွန်တော်များနဲ့ပြထားပါတယ်အဲဒီ US ကိုနေရမှာပဲဖြစ်ပါတယ်ဒီအဝါရောင်စာတန်းကိုနှိပ်ပါပြီး sign with Google ကိုနှိပ်ပါကျွန်တော်များနဲ့ပြထားပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ Gmail မှာရောက်သွားမယ်နော် Gmail တစ်ခုခုကိုရွေးလိုက်ပါပြီးခဏဆောင်ပါမယ်နော်ဝါရောင်စာတန်းကိုနှိပ်ပါနော်ကျွန်တော်များနဲ့ပြထားပါတယ်ဒီညမှာကျတော့ကျွန်တော်ရဲ့ refer code ကိုဖြည့်ပေးရမယ်နော်တကယ်လို့ refer code မဖြည့်ဘဲနဲ့ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ W မရပါဘူးနော်ကျွန်တော်ရဲ့ refer code ကိုဖြည့်လိုက်ရင်W 150ရပါမယ်ကျွန်တော်ကတော့ W 50ရမယ်သူငယ်ချင်းတို့က W 150ရမယ်เนาะဒီနေရာမှာကျွန်တော်ရဲ့ code ကိုဖြည့်ပေးပါကျွန်တော်ရဲ့ code ကိုဗီဒီယိုရဲ့ comment မှာချပေးပါမယ်ပြီးရင်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာလည်းကျွန်တော်ပြထားပါမယ်ကျွန်တော်ရဲ့ refer code ကိုเนาะပြီးရင် allow all the time ကိုနှိပ်ပါကျွန်တော်များပြထားတဲ့ဟာကိုနှိပ်ပါเนาะပြီးခဏဆောင်မယ်ဒီ select all ဆိုတဲ့အကွက်ကိုနှိပ်ရမယ်เนาะကျွန်တော်များနဲ့ပြထားပါတယ်နှိပ်ပြီးအောက်ကိုနည်းနည်းဆွဲလိုက်မယ်ပြီး continue ကိုနှိပ်ပါဒီမှာရောက်လာပါမယ်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်ကrefer code ဖြည့်ထားတာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်က150ရမှာမဟုတ်ပါဘူးသူငယ်ချင်းတို့ကတကယ်လို့ကျွန်တော်ရဲ့ refer code ကိုဖြည့်ထားရဆိုရင်ဒီနေရာမှာကားတဲ့ W 150ရမှာပဲဖြစ်ပါတယ်ဒီအဝါရောင်စာတန်းကိုနှိပ်ပါဒီအဝါရောင်စာတန်းကိုတောက်လျှောက်နှိပ်သွားရပါမယ်နော်ဒီညမှာဒီတိတာကိုလည်းနှိပ်ရမယ်နော်သူ့မှာလည်းကန်ဆယ်မဲတွေပါတယ်တော့ကြောင့်သူ့နှိပ်ရင် W တွေပေါက်နိုင်တယ်နော်ဒီတို့new ဆိုတဲ့ဒီလိုဝိုင်းထားတဲ့ဟာကိုလည်းပါညာနေပြတာနော်ကျွန်တော်တို့ဒီနေရာမှာဆိုရင်ကြည့်ပါ paper ပေါ်နေပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့အကောင့်ဖွင့်တာအောင်မြင်ပါပြီတကယ်လို့ဒီနေရာမှာ paper မပေါ်ဘဲနဲ့တခြားပေါ်ရဆိုရင်တော့ထုတ်လို့မရပါဘူးနော်ပြီးရင်ဒီနေရာမှာဗီဒီယိုကြည့်ပြီးတော့spin လဲရင်ဒေါ်လာ100လို့ပါလို့ပေါက်နိုင်တယ်နော်ဒီနေရာမှာလည်း W လေးရှာလို့ရတယ်နော်
ကြည့်လိုက်မယ်လူမပါပါနော်ဒီမှာကြည့်နော်သူမြင်ချင်းနော်ကျွန်တော်ကတကယ်လို့ကျွန်တော်ရဲ့ refer code သုံးတယ်ဆိုရင်ကျွန်တော်ကအမှ W50 ရမယ်W50 ရမယ်သူငယ်ချင်းတော့W150 ရမှာပဲဖြစ်ပါတယ်နော်ဒီအောက်စာသားကတော့ကျွန်တော်ရဲ့ refer code ဖြစ်ပါတယ်ကျွန်တော်တို့ account ဖွင့်တာအောင်မြင်ပါပြီကျွန်တော်ရဲ့ account ကိုလည်း subscribe လုပ်ပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်